နဲ့လက်ညှိုးအဲ့နှစ်ခုကိုဟိုက်လို့ပူးလိုက်ရင်လက်ဘူးနင့်အမေလက်ဘူးဟာမလားလက်ချင်းဘူးလားတေချာချင်းသမားဒါပါတော့လက်ညိုဒါပါတော့လက်မအဲ့နှစ်ခုဟိုက်လို့စက်လိုက်ရင်လက်ဆက်မဟုတ်သေးဘူးကွာမင်းတို့သဘောကွာတလူကွာမင်းတို့အိမ်မှာအိမ်ပြန်သွားလို့ရှိရင်မိသားစုတွေအားလုံးသမင်းတွေစားကြတယ်သမင်းစားပြီးသွားရင်ဘာဖြစ်တယ်လဲကျွန်တော်အိတ်ချင်တယ်ဆရာဘယ်နဲ့အိတ်ချင်ရမှာတော့သမင်းစားပြီးရင်ဘိုက်ပြေတာဘိုက်ပြေဘယ်ရတာဝါမှတ်ထားလားငါမရိုက်ရှင်ဘူးနော်ဝါမှတ်မိလားဝါအဲ့ဒီဝါကိုဟိုက်လို့ဖြဲလိုက်တော့ဝဖြဲဘာရီလျှောက်ပြောတေးသေးချာချာကြည့်စမ်းမှာအဲ့ဒီဝါကိုဒီလိုဟလိုက်တော့ဝဟဘယ်နဲ့ဝဟတော့ဝဟပါတော့ဘာလို့နေငါမပြောလားဟုတ်တယ်တေးသေးချာချာကြည့်တာဟုတ်ကဲ့မမိလားပါတော့မောင်တင်ညုံတာပါလေပါဆောင်ဒါပါလေပါဆောင်ပဲဒါလည်းပါတော့အဲ့ဒီပါဆောင်နှစ်ခုဟိုက်လို့ပူးလိုက်တော့ပပူးအမလေးနော်တေးသေးချာချာကြည့်တာပါတော့ပါဆောင်ဒါပါတော့ပါဆောင်အဲ့ပါဆောင်နှစ်ခုဟိုက်လို့ဆက်လိုက်တော့ပဆက်ဒုက္ခပါပဲကဲဒီမှာကွာတဘောကမင်းပစ္စည်းလေးငါပေးစားငါအိပ်လိုက်ရတယ်အဲ့ဒါဘာလဲအဲ့ဒါဘာလဲအနိုင်ကျင့်တာရဟဲ့ရနေသေးတယ်ရရမှတ်ထားကြရငါယူငါရဟုတ်ပြီရပလဲနော်ရမှတ်မိလားမှတ်မိပြီဒီတေချာချာကြည့်ထားနော်အဲ့ဒီရပလက်ကိုဟိုက်လို့မှောက်လိုက်တော့ရမောက်ဘယ်နဲ့ရမောက်တော့